ဒါလေးကတော့ကျွန်တော်ရဲ့ဒီ South Channel လေးပေါ့ဒီနေ့မှဆိုရင်ကျွန်တော်ဒီမှာဒီ AI နဲ့ပဲလုပ်ထားတာပေါ့ဒါတွေအကုန်လုံးကျွန်တော်ဖတ်လို့ရမယ်ဗီဒီယိုတွေကိုလည်းကျွန်တော် YouTube မှာတင်ပေးတဲ့ဗီဒီယိုတွေပေါ့ဒါပေမဲ့ဒီ YouTube မှာတင်ပေးတယ်ဆိုတော့ကျွန်တော်တစ်ဖက်ကိုတစ်ပုံလုံးတင်ပေးတာဒီမှာဆိုရင်တော့ကျွန်တော်တို့ဒီအရင်ကြိုဖတ်ခါမှာပေါ့ဗျာကျွန်တော်ဒီမှာတော့အရင်ဆုံးကျွန်တော် South တွေအများကြီးတင်ပေးထားတယ် YouTube မှာတော့နောက်မှတစ်ပတ်တစ်ပုံနေနဲ့တင်ပေးထားတာဒါတော့ကျွန်တော်ရဲ့ဒီ South Channel ဒီကတော့ကျွန်တော် Digital Premium Channel ပေါ့ဒီထဲမှာဆိုကျွန်တော်ဒီ Digital နဲ့ပတ်သက်တာဒီ application ChatGPT တို့ dot အများကြီးပဲပေါ့ဗျာဒီဟာတွေအကုန်လုံးဒီမှာကျွန်တော် service ပေးတယ်ဒါကကျွန်တော်ဒီ Telegram Channel ဒီမှာအများကြီးရှိတယ်ကျွန်တော် social media တွေမှာ service ပေးနေတာနောက်တစ်ခုကကျတော့ကျွန်တော်ဒီ Waze Crazy Channel ပေါ့ဒီထဲမှာကျတော့ကျွန်တော်ဘာတွေတင်ပေးလဲဆိုတော့အဓိကတော့ဒီထဲမှာကျွန်တော်စီးပွားရေးနဲ့ပတ်သက်တာကျွန်တော်လေးလာထားမိသလောက်အကုန်လုံးကိုကျွန်တော်ဒီမှာပြန်ပြီး sharing လုပ်ပေးတယ်ဒီနောက်ပိုင်းညရင်လည်းကျွန်တော်ဒီမှာ tab subscribe ရေးတာရှိတယ်ဒီဟာတွေကနောက်ပိုင်းကျွန်တော်ဒီအကောင့်တွေခဏခဏပြတ်သွားပေါ့အဲ့တော့ကျွန်တော်ဒီ Facebook တို့ဘာလို့မှကျွန်တော်ထက်ကျွန်တော်ဒီက Telegram မှာထားပြီးတော့ကျွန်တော်တင်ပေးနေတာဖြစ်တယ်ဒီမှာဆိုအများကြီးပဲဒီကကျွန်တော်ဒီမှာဒီ application တွေဝယ်ချင်တာဆိုရင်လည်းကျွန်တော်ဒီမှာဝယ်လို့ရတယ် cover တို့တော့မျိုးစုံပဲပေါ့ game နဲ့ပတ်သက်တာဆိုတော့ကျွန်တော်ဒီ football နဲ့ပတ်သက်တော့ရောင်းမိတယ်ဒါပေမဲ့အခုနောက်ပိုင်းတော့နည်းနားရတယ်ပေါ့ game သိမစောဖြစ်သေးဘူးလို့တင်ရတယ်ဒီမှာဆုံးရှိမယ်ဒါတော့ကျွန်တော်ရဲ့ South Channel လေးပါဒါတော့ကျွန်တော်လက်ရှိလုပ်နေတဲ့ကျွန်တော်ရဲ့ project တွေပေါ့ကျွန်တော်ရဲ့ South Channel လေးရဆိုရင်တော့ကျွန်တော်ဒီ member ဝင်ရမှာပေါ့ဒါဒီ member ကျတော့ကျွန်တော် member တစ်ခါဝင်ရုံနဲ့ဒီသက်စာဖတ်လို့ရအောင်ကျွန်တော်လုပ်ပြထားတာပေါ့ဒီ digital premium တို့ဘာလို့ဒီနောက် win store ကျတော့ကျွန်တော် free မှာဝင်ရောက်ဖတ်လို့ရတယ်ဒီကတော့ဒီတက်ကျွန်တော် free လုပ်ပေးထားတာရှိတယ်ဒီမှာကျွန်တော်ဝင်ခြင်းနဲ့ဝယ်လို့ရတယ်ဒီဟာတွေတော့ကျွန်တော် comment မှာ link ချလို့ရလို့ချလို့ရရင်ကျွန်တော်ချပေးထားပါဗျကဲလို့နောက်ပြီးတော့ကျွန်တော်ရဲ့ဒီဟာ TikTok Telegram account လေးလည်းကျွန်တော်ချပေးထားမယ်ဒီလိုသိချင်တာရှိရင်ကျွန်တော် Telegram account နဲ့မှာအသေးသေးလာမေးလို့ရတယ်ဒီလိုအဲ့ဒါမသိဘူးဘာလို့မှမသိဘူးဆိုရင်လည်းကျွန်တော်ဆက်သွယ်ကြည့်နေဆိုရင် comment မှာတစ်ခုခုမှန်းခဲ့လို့ရပါဘူးကျွန်တော်ဆက်သွယ်ကြည့်ရတယ်ကျွန်တော်ပြန်ဖြေချပေးပါမယ်ဗျ